တယ်6တန်းချရတယ်တဲ့ဘာဖြစ်လို့တစ်ချိန်လုံးပတ်ကြမ်းတိုက်နေရတာလဲအခုညီတစ်ခုလာဖြစ်ပြီညီရဲ့ဂုဏ်ကြီးတွေကပြောစမ်းအောင်ဟမ်တခုလက်ဆက်ဂုဏ်ကြီးတွေပြောလားဆက်စားပါစေမေတကယ်သူလက်စားညာခဲ့တကယ်သူလို့စားလည်းမစားရပါဘူးသူရှာရတယ်သူတော့တော့ပြုံးတာသူပြန်ပြန်တာတော့ပတ်တာစားရတယ်ပဲကောင်းတာပဲဒီလိုနဲ့တော့တကယ်အဲ့လိုပဲတင်တာလဲစားတခုလည်းမပေါ်ဘူးတကယ်ရက်ခါလည်းမေအေးတောင်းတယ်လို့ပေါ့ပြောမရဆိုမရထင်ရဆိုင်နေတယ်ဆိုတော့ညီသဘောပါပဲတခုလက်တည်းလဲငေါ်လေးဆိုတော့မင်းမရဲ့ဘွားပတ်ဝန်းကျင်ဘလောက်လက်ညှိုးထိုးတယ်ဘလောက်မင်းငေါ်ချင်တယ်ဆိုညီတကယ်ကြသိပါလိမ့်မယ်လက်ညှိုးမကလည်းဘာနဲ့ပဲထိုးစားပါတဲ့မေတကယ်ဒီမဆိုင်ပါဘူးအဲ့လိုရှောက်ချမ်းမျိုးရှူလို့ကိုတခုလက်မှအဖြစ်ခံတယ်တခုလက်မှတခုလက်မှတကယ်လို့တိထားကြအလက်ကြီးရှိတဲ့တခုလက်မှ
的地啦，就像没人，就到你啦，就对过你人，想没看见的，你个最烂的，看来看来你，哎那天嘛，就အမလေးယောက်ျားဆိုလေဘယ်ယောက်ျားမှလုံရတာမဟုတ်ဘူးကိုယ်လေးဆိုပြီးရှုံးပြီးတော့လေကပောင်းကဖောက်ပြန်တဲ့မနေမှလည်းအများကြီးပဲဖောက်ပြန်ရဲ့ဖောက်ပြန်ကြည့်ထင်းကြည့်ကြတဲ့ထင်းကြည့်တာမဟုတ်ဘူးအဲ့ဖောက်ပြန်တဲ့ခါကိုလေတင်းနဲ့တက်အောင်ဖောက်ပြန်你